အားလုံးပဲမင်္ဂလာပါ SME ရဲ့ knowledge sharing session ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်မက fan transfer လုပ်တဲ့ process အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ fan transfer ဆိုတာကဘာလဲပေါ့နော် fan transfer ဆိုတာကဒီကိုယ့်ရဲ့ company တစ်ခုအတွင်းမှာရှိနေတဲ့အကောင့်တစ်ခုကနေပြီးတော့မှနောက်ထပ်အကောင့်တစ်ခုတည်းကိုငွေလွှဲပြောင်းတဲ့ process ကိုပြောတာဖြစ်ပါတယ်ဥပမာဒီ KBZ ဘဏ်အကောင့်မှာရှိနေတဲ့ပတ်စံတွေကို A1A ဘဏ်အကောင့်ကိုလွှဲတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဒီဘဏ်အကောင့်မှာရှိနေတဲ့ပတ်စံကို cash အကောင့်ထဲကိုလွှဲတာမျိုးပေါ့နော်ဒီလို process တွေကိုကြတော့ fan transfer လို့ခေါ်တာဖြစ်ပါတယ်ဒီတော့ Odoo ထဲမှာ fan transfer process ကိုရိုက်တော့မယ်ဆိုလို့ရှိရင်နီလန်းဘယ်နှခုနဲ့ရိုက်လို့ရလဲပေါ့နော်ဘယ်နှခုနဲ့ရိုက်လို့ရလဲဆိုတော့နီလန်းကတော့နှစ်ခုရှိရဲပထမတစ်ခုကကြတော့ဒီ payment form ကနေပြီးတော့မှလည်း fan transfer process ကိုရိုက်လို့ရတယ်လို့နောက်တစ်ခုကကြတော့ဒီ accounting မှာရှိနေတဲ့ dashboard ကနေပြီးတော့လည်း fan transfer process ကိုရိုက်လို့ရမှာဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကျွန်မကပထမ method ဖြစ်တဲ့ payment form ကနေပြီးတော့မှ fan transfer ရိုက်တဲ့ process ကိုအဓိကထားပြီးရှင်းပြသွားမှာဖြစ်ပါတယ်ဒီတော့ပထမ method ကိုရိုက်တော့မယ်ဆိုလို့ရှိရင် step ကတော့ဘယ်နှခုရှိလဲပေါ့နော် step ကကြတော့ဘယ်နှခုရှိလဲဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဒီ account နှစ်ခုကို transfer လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ပို့မဲ့ account တစ်ခုရှိမယ်လက်ခံမဲ့ account တစ်ခုရှိမယ်ပေါ့နော်အဲ့တော့ transaction ရိုက်တဲ့ခါကြလို့ရှိရင်လည်းပို့တဲ့ transaction တစ်ကြောင်းရိုက်ပေးရမှာရှိမယ်ပြီးလို့ရှိရင်လက်ခံတဲ့ transaction တစ်ကြောင်းရိုက်ရမှာရှိမယ်ပေါ့နော်ဒီတော့ခုနကပို့လိုက်တဲ့ transaction နဲ့လက်ခံတဲ့ transaction ဒီတိကျစီတော့ဖြစ်နေလိမ့်မယ်အဲ့တော့အဲ့ဒီ transaction နဲ့ကိုပြန်ပြီးတော့မှ reconcile ကရမယ် process လည်းရှိမယ်ပေါ့နော်ဆိုတော့ step ကတော့3ခုရှိမယ်ပို့တဲ့ transaction တစ်ကြောင်းရရမှာရှိမယ်လက်ခံမဲ့ transaction တစ်ကြောင်းရရမှာရှိမယ်ပြီးလို့ရှိရင်တော့အဲ့ဒီ transaction နှစ်ခုကိုပြန်ပြီးတော့မှ reconcile ကရတာမျိုးရှိမယ်ပေါ့နော်ဒီတော့အခုဥပမာအားဖြင့်ဆိုလို့ရှိရင်ဆိုပါစို့ KBZ ဘဏ်အကောင့်ကနေပြီးတော့မှ A1A ဘဏ်အကောင့်ထဲကိုfan transfer စလုပ်တော့မယ်ပေါ့နော်အဲ့တော့ Odoo ထဲမှာဒီ transaction ကိုရိုက်တော့မယ်ဆိုလို့ရှိရင် accounting impact ကဘယ်လိုမျိုးဖြစ်သွားမလဲ journal entry တွေဘယ်လိုဆင်းသွားမလဲပေါ့နော်ဆိုတော့ပထမဦးဆုံးအနေနဲ့ပို့တဲ့ transaction ကိုရိုက်တော့မယ်ပို့တဲ့ transaction ကိုရိုက်မယ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာဆိုလို့ရှိရင်အခု KBZ ကနေပြီးတော့မှ A1A ကိုပို့တာဖြစ်တဲ့အတွက်ကြောင့်မို့ KBZ ဘဏ်အကောင့်ဒီ credit ဖြစ်မယ်ပြီးလို့ရှိရင်တော့ဒီကြားခံအကောင့်က debit ခဏဖြစ်မယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုကကြတော့လက်ခံတဲ့ transaction ကိုပြန်ရိုက်ရမှာလက်ခံတဲ့ transaction ကိုရိုက်တဲ့အချိန်မှာအခုလက်ရှိဒီ A1A ဘဏ်အကောင့်ကနေပြီးတော့မှလက်ခံတာဖြစ်တဲ့အတွက်ကြောင့်မို့ A1A ဘဏ်အကောင့်ဒီ debit ဖြစ်မယ်ပြီးလို့ရှိရင်တော့ဒီ transit အကောင့်ကခဏ credit ဖြစ်မယ်ပေါ့နော်တကယ်တမ်းကျတော့ဒီမှာရှိနေတဲ့ transit အကောင့်နှစ်ခုဒီပြင်ကြည့်ရမယ်အကောင့်ပေါ့နော်ဒီတော့လက်ခံတဲ့ transaction တစ်ကြောင်းရယ်ပို့တဲ့ transaction တစ်ကြောင်းရယ်ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ transaction နှစ်ခုဒီတိကျစီတော့ဖြစ်နေလိမ့်မယ်။ဘာပြန်လုပ်ပေးဖို့လိုလဲဆိုလို့ရှိရင် reconcile ပြန်ကတ်တဲ့ process ကိုတော့လုပ်ပေးဖို့လိုတယ်ပေါ့နော်။ reconcile ကတ်လိုက်တယ်ဆိုလို့ရှိရင်ခုနကဒီမှာဟနေတဲ့ account နှစ်ခုဖြစ်တဲ့ဒီ transit account debit credit ဒီကြေသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့နောက်ဆုံးဖြစ်သွားမယ့် transaction impact ကကြတော့ KBZ account ကနေငွေထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့ KBZ account credit နဲ့ A1A ဘဏ် account တွေကိုငွေဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ A1A ဘဏ် account ဒီ debit နဲ့ဝင်မှာဖြစ်ပါတယ်ဆိုတော့ဒီဒါကြတော့ဒီ fan transfer လုပ်လိုက်တယ်ဆိုလို့ရှိရင်ဆင်းသွားမယ့် journal entry ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီမိုစပြလိုက်မယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Odoo ထဲကိုအရင်ဝင်ပေးဖို့လိုပါတယ်အခုကျွန်မဒီမိုပြမယ် Odoo ရဲ့ version ကတော့19ဖြစ်ပါတယ်ဆိုတော့ခုနက transaction စပြီးတော့မှရိုက်တော့မယ်ဆိုလို့ရှိရင်ဝင်ရမယ့် module ကကြတော့ဒီ accounting module ထဲကိုဝင်ပေးဖို့လိုပါတယ်ပြီးတော့ပြီးဆိုလို့ရှိရင် transaction ရိုက်ဖို့အတွက်ဒီ customer အောက်ကနေပြီးတော့မှ payment ထည့်လဲသွားလို့ရတယ်လို့ vendor အောက်ကနေပြီးတော့မှ payment ထည့်လဲသွားလို့ရတယ်ပေါ့နော်အခုကျွန်မကတော့ vendor အောက်က payment ထည့်ကိုသွားလိုက်မယ်ပြီးရင်တော့ဒီမှာဆိုလို့ရှိရင်တော့ကိုရိုက်ခဲ့တဲ့transaction နဲ့အကုန်လုံးမြင်ရတယ်ပေါ့နော်အခုအသစ်တစ်ဆောင် create လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ new button ကနေသင်သွားလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ဘာရွေးပေးဖို့လိုလဲဆိုလို့ရှိရင်တော့ vendor ကိုတော့မဖြစ်မနေရွေးပေးဖို့လိုရဲပေါ့နော်ဆိုတော့ဒီ partner vendor ကိုရွေးဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ကအရင်ဦးဆုံးအနေနဲ့ vendor ကို create လုပ်ထားပေးဖို့လိုပါတယ်ဆိုတော့အခုကျမကဒီလုပ်ပြီးသားတစ်ခုကိုပဲဒီမိုလေးပြလိုက်မယ်ပေါ့နော်ဒီတော့ကိုပေးချင်တဲ့ name ပေးလို့ရတယ်အခုကျမကတော့ဒီ fan transfer လုပ်မှာဆိုလို့ရှိရင်တော့ဒီမှာ fan transfer ဆိုပြီးတော့မှ vendor တူစောက်လိုက်မယ်ပေါ့နော်အဓိကဒီ fan transfer ဆိုတဲ့ partner ကိုစောက်လိုက်ရတဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ခုနကကျွန်မရှင်းပြခဲ့သလိုဒီ journal entry ဆင်းတဲ့ခါကြလို့ရှိရင်ဒီမှာ transit account တွေပါတယ်ပေါ့နော်ဒီမှာ send တချမ်းရိုက်လိုက်တဲ့ခါကြလို့ရှိရင်လည်း transit account ပါမယ် receipt တချမ်းရိုက်လိုက်ခါကြလို့ရှိရင်လည်း transit account ပါမယ်ပေါ့နော်ဆိုတော့ကိုထိချင်တဲ့ transit account တွေဘယ် account လဲဆိုတာကိုခုနက partner ကို create လုပ်တဲ့အချိန်မှာတွားချိတ်ခဲ့မှဒါလျှင်ကိုထိချင်တဲ့ဒီ account ထဲကိုထိမယ်ပေါ့နော်ဆိုတော့ကျွန်မကဒီမှာ fan transfer ဆိုရဲ vendor တူဆောက်လိုက်တယ်ပြီးတော့ပြီးဆိုလို့ရှိရင်ဒီ accounting module ထဲကို accounting tab ထဲကိုတွားပြီးတော့မှဒီ account receipt ပဲနဲ့ account pay ပဲမှာကိုထိချင်တဲ့ဒီခုနက
ဒီ transit အကောက်ကိုလာထည့်ပေးရမယ်ပေါ့နော်ကျွန်မကတော့အခု liquidity transfer ဆိုရဲအကောက်ကိုသုံးထားတယ်ပေါ့နော်ဆိုတော့အကယ်၍အဲ့ဒီအကောက်က O2 မှာပါတဲ့အကောက်ဖြစ်နေတယ်သူရဲ့အကောက်တိုက်က current asset ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ခဏ receive အကောက် type ကိုထားပြီးတော့မှဒီမှာလာချိန်လိုက်မယ်ပြီးရင်တော့ pay ပဲအကောက်တိုက်ထားပြီးတော့မှလာချိန်လိုက်မယ်ပေါ့နော်ပြီးရင်တော့သူ့ရဲ့ default ရှိနေတဲ့ current asset ကိုပြန်ထားလိုက်မယ်ပေါ့နော်အဲ့လိုလုပ်လို့ရပါတယ်ဆိုတော့ဒီမှာ fund transfer ဆောက်လိုက်တယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ receive ပဲကောင်းတယ် pay ပဲကောင်းမှကျွန်မက liquidity transfer ဆိုရဲအကောက်ကိုချိန်ထားလိုက်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ vendor ရွေးတဲ့ခါကျလို့ရှိရင်ခုနက fund transfer ဆိုရဲ vendor ကိုကျွန်မရွေးလိုက်တယ်ပြီးလို့ရှိရင်တော့အဓိကရေးကြည့်တာကဒီနေရာမှာအလုပ်လုပ်သွားမယ် radio button ပေါ့နော်ဒီတော့ radio button က send လို့ဒါလုပ်ထားတယ်ဆိုလို့ရှိရင်ဒီမှာထည့်ရမယ့်အကောက်ကကြတော့ဒီငွေထွက်မယ့်အကောက်ဖြစ်ပြီးတော့မှအကယ်၍ receipt ဆိုရဲ radio button ဒါရွေးခဲ့တယ်ဆိုလို့ရှိရင်တော့ဒီမှာရွေးရမယ့်အကောက်ကလက်ခံမယ့်အကောက်ဖြစ်မယ်ပေါ့နော်အဲ့တော့အခုကျွန်မက KBZ ကနေပို့မှာ KBZ အကောက်ကိုပို့ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာ send ရွေးလိုက်မယ်အဲ့တော့ KBZ ကငွေထွက်တဲ့အကောက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာကျွန်မရွေးရမယ့်အကောက်တွေငွေထွက်မယ့်အကောက်ပေါ့နော်အခုကျွန်မက KBZ ကနေ A1A ကိုပို့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာဆိုရင် KBZ ဆိုတဲ့အကောက်ကိုရွေးထားလိုက်တယ်ပြီးရင်တော့ကိုကအမောက်ဘလောက်ပို့မှာလဲဆိုပါဆိုကျွန်မ9သိန်းပို့မယ်ဆိုလို့ရှိရင်လမ9သိန်းဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ကိုကဘယ်နေ့ဒိတ်မှာပို့တာလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်သက်ဆိုင်ရာဒိတ်ရွေးလို့ရတယ်ပြီးရင်တော့ remit တွေရှိတယ်ဆိုရင်လည်းဒီနေရာမှာ remit တွေကိုထည့်ခဲ့ပေးလို့ရတယ်ပေါ့နော်ဒါတွေအကုန်ပြီးသွားပြီဆိုလို့ရှိရင်တော့ save လုပ်လိုက်မယ်သူ့ရဲ့ transition ရဲ့ status က draft status ပဲဖြစ်နေတယ်ဆိုလို့ရှိရင်တော့ double entry မစင်းသေးဘူး journal entry မစင်းသေးဘူးပေါ့နော် confirm ဖြစ်ပြီးတော့မှသူ့ရဲ့ status ကပိတ်ဖြစ်မှသာလျှင် journal entry စင်းနေပေါ့နော်ဆိုတော့အခုကျွန်မကဒါတေချာပြီဆိုလို့ရှိရင်တော့ confirm နှိပ်လိုက်တယ် confirm နှိပ်လိုက်တာနဲ့တပြိုင်နက်တည်းသူ့ရဲ့ status တွေပိတ်ဖြစ်သွားပြီပိတ်ဖြစ်သွားတာနဲ့တပြိုင်နက်တည်းသူ့ရဲ့ journal entry စင်းပြီပေါ့နော်ဒီတော့ journal entry ကိုသွားပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်အခု KBZ အကောက်ကငွေထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့ KBZ အကောက်ဒီ credit နဲ့ခုနကကျွန်မဒီပါတနာမှာချိန်ထားတာ liquidity ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ liquidity အကောက်တွေ debit ခဏဖြစ်နေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူ့ကိုတခြားသော transaction နဲ့ reconcile မကပ်ရသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ payment matching ဆိုတဲ့ smart button ကပေါ်နေမယ်ပေါ့နော်အဲ့တော့ကျွန်မကနောက်တစ်ချမ်းထပ်ရိုက်မယ်ဒါပို့တဲ့တစ်ချမ်းရိုက်ပြီးပြီလက်ခံတဲ့တစ်ချမ်းရိုက်မယ်ဆိုလို့ရှိရင်ခုနလိုပဲ accounting module ထက်က Vanna အောက်က payment ထည့်သွားလို့ရပါတယ်ဆိုတော့ payment ထည့်သွားလိုက်တယ်အသေးရိုက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ new ခေါ်လိုက်မယ်ပြီးရင်တော့အခုလက်ခံမယ်အကောက်ကိုရိုက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာဆိုလို့ရှိရင် receipt ဆိုတဲ့ radio button လေးရွေးလိုက်မယ်ပေါ့နော်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရွေးရမယ့် channel ကကြတော့ကိုရဲ့ငွေဝင်မဲ့ဂျာနယ်ရွေးပေးရမယ်ပေါ့နော်အခုကျွန်မက KBZ ကို A1A ကိုလွှဲလိုက်တယ် KBZ ကနေ A1A ကိုလွှဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ A1A ဒီငွေလက်ခံတဲ့အကောက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာကျွန်မဒီ A1A bank ကိုရွေးလိုက်တယ်ပြီးလို့ရှိရင်တော့ Vanna ကကြတော့ fund transfer ပဲရွေးလိုက်တယ်ပေါ့နော်အမောက်ကကြတော့လက်ခံမဲ့အမောက်ပေါ့နော်ပြီးရင်တော့ဒီနေရာမှာ remit တွေရှိရဆိုလို့ရှိရင် remit တွေ reason တွေထည့်ပေးလို့ရတယ်ပေါ့နော်ဒါတွေပြီးပြီဆိုရင် save လုပ်လိုက်မယ်ခုနအတိုင်းပဲကိုယ့်ရဲ့ information ကိုပြန်စစ်လို့သိချပြီဆိုရင်တော့ confirm လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ status ဒီပိတ်ဖြစ်သွားမယ်သူ့ရဲ့ journal entry ကိုတော့ကြည့်မယ်ဆိုလို့ရှိရင်လေ A1A bank အကောက်ကငွေရတာဖြစ်တဲ့အတွက်ကြောင့်မို့ A1A bank အကောက်တွေ debit နဲ့ liquidity တွေ credit ခဏဖြစ်နေမယ်ပေါ့နော်သူဒီလေတခြားသော transaction နဲ့ reconcile မကပ်ရသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ payment matching ဆိုတဲ့ smart button ကပုံနေတော့မယ်ပေါ့နော်အဲ့တော့အခုကျွန်မဒီမှာဆိုရင် send တဲ့ချမ်းကိုလည်းရိုက်ပြီးပြီ receipt တစ်ချမ်းလည်းရိုက်ပြီးပြီဆိုတော့ဒီ transaction နှစ်ခုကိုဘာပြန်လုပ်ပေးဖို့လိုလဲဆိုလို့ရှိရင် reconcile ပြက်ကပ်ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ reconcile ကပ်မယ်ဆိုလို့ရှိရင်တော့ဒီ accounting module ထဲကနေပြီးတော့မှဒီ accounting အောက်ကနေပြီးတော့မှ reconcile တွေကိုတွားပေးလို့ရပါတယ်ပြီးရင်တော့ဒီမှာဝင်နေတဲ့ filter လေးတွေကိုဖြုတ်လိုက်မယ်ပေါ့နော်ဖြုတ်ပြီးသွားပြီဆိုရင်ခုနကကိုရိုက်ထားတဲ့ဒီ send တဲ့ချမ်းရဲ့ number ကိုယူမယ်ဒီမှာ paste လုပ်မယ်ပြီးရင်တော့ဒီမှာ journal entry နဲ့ရှာလိုက်မယ်ပေါ့နော်ခုနအတိုင်းပဲဒီ receipt တစ်ချမ်းကိုလည်းနံပါတ်ကိုယူမယ်ပြီးရင်ဒီနေရာမှာ paste လုပ်မယ်ပြီးရင် journal entry နဲ့ရှာလိုက်မယ်ပေါ့နော်အဲ့တော့ဒီနှစ်ဆောင်ထွက်လာပြီဒီမှာဆိုရင် matching မလုပ်ရသေးတာဖြစ်တဲ့အတွက်ကြောင့်မို့သူရဲ့ဒီမှာဆိုလို့ရှိရင်လည်းဘာနံပါတ်မှမပေါ်နေသေးဘူးပေါ့နော်အဲ့တော့ဒီနှစ်ဆောင်ကို reconcile ကပ်မယ်ဆိုလို့ရှိရင်ဒီနှစ်ဆောင်ကို select မှတ်လိုက်တယ်ပြီးလို့ရှိရင်အပေါ်က reconcile ဆိုတဲ့ button လေးနှိပ်လိုက်တယ်ပေါ့နော်အဲ့တော့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါ reconcile လုပ်ဖို့လိုတဲ့ transaction တွေမှာသူမပါတော့ဘူးပေါ့နော်အဲ့တော့ဒီ transaction တွေကို refresh တစ်ချက်လာလုပ်ပြီးကြည့်လိုက်တယ်ဆိုရင်ခုနက reconcile ကပ်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာလာကြည့်တယ်ဆိုရင် payment matching မပေါ်နေတော့ဘူးပေါ့နော်ဒီမှာဆိုရင်လည်း refresh လုပ်လိုက်မယ်ဆိုလို့ရှိရင် payment matching မပေါ်နေတော့ဘူးအဲ့တော့သူ့ရဲ့ journal entry တွေကိုတွားကြည့်လိုက်တယ်ဆိုလို့ရှိရင်ဘာမြင်ရလဲဆိုတော့ဒီမှာ reconcile item ဆိုပြီးမြင်ရတယ်ပေါ့နော်အဲ့တော့ reconcile item ကိုတော့ပြန်ဝင်နေဆိုရင်ဘယ်အဆောင်နဲ့ဒီ reconcile လုပ်ထားပါတယ်ဆိုတာကိုလည်းမြင်ရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်မက fund transfer လုပ်တဲ့ process အကြောင်းကိုပြပြပေးသွားတာဖြစ်ပါတယ်
ဒီနေ့ဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကို like and share လေးလုပ်ပေးသွားလို့ရပါတယ်ဒီ SMEI page ကနေပြီးတော့လည်းနောက်ထပ် knowledge sharing ဗီဒီယိုလေးတွေဆက်ပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ page ကိုလည်း like and follow လေးလုပ်ပေးသွားဖို့ request လုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်